ဟုတ်ပြီကျွန်တော်တို့ဒီနေ့ဝေငှမဲ့ခေါင်းစဉ်လေးဒီမှာကျွန်တော်ဒီနေ့သူတို့ကလေ့လာသွားမယ်ခေါင်းစဉ်လေးဒီအရာလေးကဘာလဲဆိုရင်တော့ဆူတောင်းခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်တို့ဒီနေ့သူတို့ကလေ့လာသွားမှာဖြစ်တယ်နော်ခရိယန်မှန်လို့ရှိရင်ခရိယန်ရဲ့အတ္တတာထဲမှာလှုပ်ဆောင်ရမယ့်အရာ၃ခုရှိပါတယ်အဲ့ဒါကတော့နံပါတ်1အနေနဲ့ကျွန်တော်တို့ကျမ်းစာဖတ်ခြင်းဖြစ်တယ်နံပါတ်2အနေနဲ့ကတော့ဆူတောင်းခြင်းဖြစ်တယ်နံပါတ်3အနေနဲ့ကတော့ထာဝရဘုရား၌မိဿဟာယဖွဲ့ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာဒီအရာကခရိယန်တယောက်မှန်ရင်ကျွန်တော်တို့နေ့ရက်စဉ်တိုင်းမှာမလုပ်မနေရမယ့်အရာဖြစ်တယ်ကျွန်တော်တို့ကျမ်းစာဖတ်ခြင်းဟာဘုရားသခင်ကကျွန်တော်တို့ကိုပြောချင်တဲ့စကားတွေကိုပြောတာဖြစ်တယ်ကျွန်တော်တို့ဆုတောင်းခြင်းဟာကျွန်တော်တို့တင်ပြချင်တဲ့အကြောင်းအရာတွေအလုံးကိုဘုရားသခင်ကိုကျွန်တော်တို့ကတောင်းလျှောက်တာဖြစ်တယ်မိတ္တဟာယဖွဲ့ခြင်းကြတော့ကျွန်တော်တို့ဘုရားသခင်နဲ့ယဉ်ညီမှုလို့ရယူတာဖြစ်တယ်เนาะကျွန်တော်တို့ကဆုတောင်းတယ်ကျွန်တော်တို့ကကျမ်းစာဖတ်တယ်ဒါပေမဲ့ဘုရားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းမရှိဘူးဆိုရင်ကျွန်တော်ရဲ့တက်တာထဲမှာအနေငယ်ပြန်ပြီးတော့ပြင်ဆင်ရမယ်ပေါ့နော်ဘုရားသခင်နဲ့မိတ္တရာဖွဲ့တာဘယ်လိုဖွဲ့မလဲဆိုတော့ကျွန်တော်တို့ဘုရားရဲ့ဂုဏ်တော်တွေကျွန်တော်တို့ချီးမွမ်းနေကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့စာပေဘုရားနဲ့ဆိုင်တဲ့စာပေတွေကျွန်တော်တို့လောကမှာရေးထားတဲ့အရာတွေအများကြီးပဲเนาะအဲ့ဒါတွေကိုလေ့လာတယ်ဖတ်ရှုတယ်စင်ကျင်ရတယ်ဩကိုရောဟာဒီလောက်ကောင်းတာဒီလောက်တောင်ကောင်းမြတ်တဲ့ဘုရားပြီးတော့ခုဆိုရင်ကျွန်တော်တို့တခြင်းတွေများစွာပေါ်တယ်เนาะတခြင်းစာသားတန်စင်တွေကိုကျွန်တော်တို့လေ့လာဖို့တခြင်းစာသားရဲ့အတိတ်ပဲတွေကိုကျွန်တော်တို့နားလည်အောင်နားထောင်ပြီးတော့ဘုရားသခင်ကိုကျွန်တော်တို့ချီးမွမ်းဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းလေးအနေငယ်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဆူတောင်းခြင်းနဲ့ကျွန်တော်တို့ဒီနေ့သူတို့ကလေ့လာမယ်ဆူတောင်းခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ခရိယန်တူရဲ့တက်တာထဲမှာဆူတောင်းခြင်းကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာတန်ဖိုးဖြတ်ဖို့ရန်အတွက်ကျွန်တော်အတွက်တန်ဖိုးဖြတ်ရန်ခဲရင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ကလေ့လာတယ်ဘာလို့လဲဆိုတော့ဆူတောင်းခြင်းဟာလူတိုင်းမရဘူးเนาะကျွန်တော်တို့ဆူတောင်းခြင်းဟာထာဝရဘုရားထံတော်မှာဆူတောင်းခြင်းဟာဘုရားသခင်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူသာလျှင်ဆူတောင်းခြင်းအခွင့်ကိုရတာဖြစ်တဲ့အတွက်ကြောင့်ဆူတောင်းခြင်းဟာတန်ဖိုးကြီးမားတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကျွန်တော်တို့နံပါတ်1အနေနဲ့လေ့လာခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ခြင်းလက်ခံထားခြင်းမရှိဘူးဆိုရင်ဘုရားသခင်ကကျွန်တော်တို့ဟေရှာယထဲမှာဆိုရင်ဘာပြောလဲဆိုတော့ပြစ်သားတွေရဲ့ဆူတောင်းခြင်းကိုဘုရားသခင်နားမညောင်းဘူးလို့ပြောတာဖြစ်တယ်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားပြီးသားသူတယောက်ရဲ့ဆူတောင်းခြင်းကိုပဲဘုရားသခင်ကနားညောင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီလူရဲ့ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘူးเนาะကျွန်တော်တို့ဒီခရစ်တော်ဘုရားရဲ့ဝတ်လုံကိုကျွန်တော်တို့လွှမ်းခြုံပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဟာခရစ်တော်အပြင်ဖြောင့်မတ်တော်သူဖြစ်တယ်ဆိုတဲ့အကြောင်းလေးအဲ့လိုဖြောင့်မတ်တော်သူဖြစ်မှသာလေဘုရားသခင်နဲ့ဆူတောင်းခြင်းခွင့်ကိုရတာဖြစ်တယ်အဲ့တော့ကြောင့်ဆူတောင်းခြင်းဟာတန်ဖိုးနည်းတဲ့အရာမဟုတ်ဘူးတန်ဖိုးကြီးလွန်းသောအရာလူတိုင်းမရနိုင်တဲ့အရာကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုရင်ယုံကြည်သူသာလျှင်ရနိုင်တဲ့အရာဖြစ်တယ်ဆူတောင်းခြင်းကပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဆူတောင်းခြင်းကိုနှိုင်းယှဉ်မယ်ဆိုရင်ကောင်းကင်စည်းစိမ်ကျွန်တော်တို့ကောင်းကင်စည်းစိမ်စီးဆင်းရာတကားကိုဖွင့်တဲ့တော့ချက်ဖြစ်တယ်လို့ကျွန်တော်ဒီနေ့ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့နှုတ်ကပတ်တော်လေ့လာတဲ့အခါမှာဘုရားသခင်ကဖြေပြီးတယ်နော်ဆူတောင်းခြင်းဟာကောင်းကင်စည်းစိမ်စီးဆင်းရာတကားကိုဖွင့်တဲ့တော့ချက်ဖြစ်တယ်တဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဆူတောင်းခြင်းတွေကျွန်တော်တို့တွေဆူတောင်းတဲ့အခါမှာလူမြောက်များစွာနေမကောင်းမကျန်းမမာတဲ့သူတွေအတွက်ကျွန်တော်တို့ဆူတောင်းပေးတဲ့အခါမှာဘုရားသခင်ကနားညောင်းပြီးတော့ထိုသူကိုကျန်းမာခြင်းခွင့်ကိုပြင်ဆင်ပေးတယ်။အမှုတော်ဆောင်ဆရာမတွေအေဝံဂေလိဝေငှတဲ့အခါတွေမှာနောက်ွယ်ကနေပြီးတော့ဒုထောက်ဆူတောင်းပေးတဲ့အခါမှာကျွန်တော်တို့ရှေ့မှာကောင်းမွန်စွာနဲ့အေဝံဂေလိတင်တဲ့လှုပ်ဆောင်နိုင်တဲ့အခါမှာလူမြောက်များစွာကိုပြောင်းလဲနိုင်ရတဲ့အခွင့်အရေးဘုရားကပြင်ဆင်ပေးတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဆူတောင်းခြင်းကိုကြည့်မယ်ဆိုရင်ကောင်းကင်ကနေပြီးတော့ကောင်းကင်စီးစိမ်နေစီးဆင်းတဲ့အရာလို့ကျွန်တော်နှိုင်းရှင်ထားတာဖြစ်တယ်နှုတ်ကပတ်ဓမ္မတရားကျွန်တော်တို့ဖတ်တယ်နှုတ်ကပတ်ဓမ္မတရားကိုဆူတောင်းပြီးတော့ဖတ်တာနဲ့ဆူမတောင်းမဲနဲ့ဖတ်တာနဲ့မတူဘူးဆ
ဆုတောင်းပြီးတော့ဖတ်တဲ့အခါမှာတကယ်ပဲဘုရားသခင်ရဲ့အလင်းဖွင့်ပေးခြင်းကိုခံရတယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းတွေ့ရတယ်ပြီးတော့ခရိယန်အသက်တာအတွက်လှုပ်ဆောင်ရန်ဘုရားသခင်အလိုချင်ဆုံးတော့အကြောင်းအရာလည်းဖြစ်တယ်တဲ့ကျွန်တော်တို့ယုံကြည်သူမှန်လာရင်ဆုတောင်းကိုတောင်းရမယ်အဲ့ဒါမှဘုရားသခင်နဲ့ကျွန်တော်တို့ဟာအမြဲတမ်းမိတ္တာရဖွဲ့ခွင့်ရမှာဘုရားသခင်ကကျွန်တော်တို့အဓိကမှာထားတဲ့အချက်၃ခုပဲဖြစ်တယ်၃ချက်ပဲရှိတယ်နော်အဲ့ဒါပါလေကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်ပြီးရင်ဘုရားသခင်နဲ့မိတ္တာရဖွဲ့ရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ဒီမှာနောက်တစ်ချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဆုတောင်းခြင်းသည်မိမိရဲ့အတ္တတာကိုနှိမ်ချ၍ဘုရားသခင်ရဲ့အထံတော်ကိုတိုးဝင်ခြင်းလည်းဖြစ်တယ်လို့ပြောတယ်။ဒါခါလေကျွန်တော်တို့ကလောကမှာရှင်သန်နေရတဲ့အခါမှာကိုကိုအားကိုးနိုင်လို့ကိုရုန်းကန်နိုင်လို့ဆိုတဲ့အသွေးတွေဝင်တတ်တယ်။အဲလိုအသွေးမျိုးဝင်လာတဲ့အခါမှာဘုရားသခင်ကမကြိုက်ဘူး။သူရဲ့သားသမီးတွေသူ့ကိုအားကိုးပြီးတော့သူ့ရဲ့အထံတော်မှာတိုးဝင်တာကိုပဲလိုချင်တဲ့ဘုရားဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားသခင်ကလောကမှာရှိတဲ့သူ့ရဲ့သားသမီးတွေအခက်ခဲကြုံလာတဲ့အခါမှာလောကလူတွေကိုအားကိုးခြင်းထက်ဘုရားသခင်ကိုအားကိုးတာကိုပို့ပြီးတော့ကြိုက်တယ်။ကျမ်းစာထဲမှာလည်းကျွန်တော်တို့တွေ့ရတယ်နော်။လူကိုကိုးစားခြင်းဒီဗာလဲကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတဲ့အရာလူကိုကိုးစားခြင်းတဲ့ဘုရားသခင်ကိုကိုးစားခြင်းဟာတာ၍ကောင်းတယ်မင်းကိုကိုးစားခြင်းတဲ့ဘုရားသခင်ကိုကိုးစားခြင်းဟာတာ၍ကောင်းတယ်ဆိုပြီးတော့တွေ့ရတာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်အခက်ခဲနဲ့ကြုံဒီဖြစ်စေအစဉ်ပြေဒီဖြစ်စေအစဉ်မပြေဒီဖြစ်စေကျွန်တော်တို့ဘုရားသခင်ရဲ့အထံတော်မှာမိမိရဲ့အတ္တတာကိုနှိမ်ချစွာနဲ့တိုးဝင်ချင်းကပ်ဖို့ရန်အတွက်ဘုရားသခင်လိုချင်တယ်ပြီးတော့ဆုတောင်းခြင်းအပြင်ဘုရားသခင်၏အတူပါရှိခြင်းလမ်းပြခြင်းသူ၏ကြီးမြတ်ခြင်းကိုလည်းတာ၍မြင်နိုင်တယ်လို့ပြောတယ်ကျွန်တော်လောကမှာခက်ခဲကြုံနေကျွန်တော်တို့ကိုဘလို့မှယုံထွက်လို့မရတော့တဲ့အခြေအနေအချိန်ခါမျိုးတွေရောက်တဲ့အခါမှာဘုရားသခင်စီမှာကျွန်တော်တို့ဆုတောင်းကြတယ်အဲ့လိုအချိန်မှာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာကျွန်တော်တို့နဲ့တူရှိသလားမရှိဘူးလားဆိုတာကျွန်တော်တို့ကိုသိစေလာနိုင်တဲ့အခွင့်ကိုပြင်ဆင်ပေးတယ်အဲ့တော့ဒီအကြောင်းအရာလေးကကျွန်တော်ရဲ့ဒီကိုယ်ပိုင်တက်တည်လို့ကျွန်တော်တို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်ညီငယ်နဲ့တချင်းတိုက်ပြီးတော့ပြန်လာတော့ကျွန်တော်တို့ရဲဖမ်းတယ်။ခုလိုချိန်မှာကျွန်တော်တို့ရဲဖမ်းရင်ကျွန်တော်တို့ကားမောင်းတယ်ဘာကတ်မှလည်းမရှိဘူးလိုင်စင်လည်းမရှိဘူး။အဲ့လိုလူတရားတော့2000 3000ပေးရမယ့်အချိန်မှာကျွန်တော်ဘုရားခင်စီမှာဆူတောင်းတယ်။ကိုတော်ပဲပြင်ဆင်ပေးဖို့ရန်အတွက်ဘုရားစီမှာဆူတောင်းလိုက်တဲ့အခါမှာဘာရလဲဆိုတော့အိတ်ထဲမှာရှိတဲ့10တောင်ရဲကမယူဘဲနဲ့လွတ်မြောက်နိုင်ရတဲ့အခွင့်ကိုပြင်ဆင်ပေးတယ်။ဒီအရာကဆုတောင်းခြင်းအပြင်ဘုရားသခင်ကငါမင်းနဲ့အတူရှိနေတယ်ဆိုတဲ့အကြောင်းကိုပေါ်လင်ထင်ရှားစေတာဖြစ်တယ်။ပြီးတော့ဆုတောင်းခြင်းဟာစာရမဏေရဲ့တိုက်ခိုက်ခြင်းကိုလည်းကျော်လွှားနိုင်တယ်တဲ့အဲကြောင့်မလို့ကျွန်တော် AVD လုပ်တဲ့ဆရာတွေမှုတော်ဆောင်ဆရာတွေနှုတ်ကပတ်ဓမ္မတရားစပြုဝေငှတာနဲ့ဆုတောင်းတယ်အဆုံးသက်တာနဲ့လည်းကျေးဇူးတော်ချီးမွမ်းပြီးတော့ဆုတောင်းဆက်ကတ်တယ်။ဘာဖြစ်လို့လဲဆိုတော့စာရမဏေကတဲ့ကျွန်တော်တို့လောကမှာဘာမှမလုပ်တဲ့လူတွေနားမှာသူတွားတော်မတွားဘူးတဲ့ AC ပဲနေတယ်ဒါပေမဲ့ဘုရားအမှုတော်အတွက်ဘုရားသခင်ရဲ့နိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်လှုပ်ဆောင်တဲ့သူတွေဆိုရင်အမြဲတမ်းတိုက်ခိုက်ဖို့အမြဲတမ်းကြောက်သွန်းဖို့အမြဲတမ်းအစဉ်သိရှိနေတယ်တဲ့အဲကြောင့်မလို့ကျွန်တော်တို့ကဒီစာရမဏေရဲ့အန္တရာယ်မှလွတ်မြောက်နိုင်လွတ်ကင်းနိုင်ဖို့ရန်အတွက်ဘုရားသခင်ရှင်မှာကျွန်တော်တို့ဆုတောင်းတယ်ဆိုတဲ့အကြောင်းလေးလေးပြောပြချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆုတောင်းခြင်းအပြင်ဂျေစုတော်ကိုတာ၍ခံစားလာရတယ်တဲ့ဆုတောင်းခြင်းအပြင်ကျွန်တော်တို့ရဲ့အခက်ခဲတွေပြည်လည်လာပြီးတော့ဘုရားသခင်ရဲ့ဂျေစုတော်တွေကိုတာ၍မြင်တွေ့လာရတယ်ပြီးတော့ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူတယောက်အတွက်မလုံမနေလှုပ်ဆောင်ရမယ့်အရာဟာဆုတောင်းခြင်းဖြစ်တယ်လို့ကျွန်တော်ပြောထားတာဖြစ်တယ်အဲ့တော့ကျမ်းစာမှာကျွန်တော်တို့ပါတဲ့ဆုတောင်းခြင်းတွေကိုကျွန်တော်တို့အတူတကွလေ့လာဖို့ရန်အတွက်ဖြစ်ပါမယ်အဲ့တော့နံပါတ်1အနေနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေနဲ့ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာရမယ့်အခါမှာကျမ်းပိုက်လေးတစ်ပိုက်ဖတ်ချင်တယ်ဒီမှာအေရှာယအခန်းကြီး55အပိုင်းငယ်6ကနေ9အဲဒါလေးကိုကျွန်တော်ဖတ်ပေးမယ်နော်တွေ့နိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာကြလော့နီးတော်မူသည့်ကာလတွင်ဆူတောင်းပတနာပြုကြလော့ဆိုးတော်သူသည်မိမိလမ်းကို၎င်းမတရားတော်သူသည်မိမိအကြံကို၎င်းစွန့်ပြေး၍ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေတို့ပြုလျင်တနာတော်မူလိမ့်မည်
ငါတို့ဖရာသခင်အထံတော်တို့ပြောင်းလဲပါစေတို့ပြုလင်အထူးသဖြင့်အပြစ်ကိုလွတ်တော်မူမည်တဲ့အဲ့တော့ကျွန်တော်ဒီမှာလိုချင်တဲ့ကြံပိုက်လေးကဘာလဲဆိုတော့တွေ့နိုင်သည့်ကာလတွင်သာဝရဘုရားကိုရှာကြလော့နီးတော်မူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုကြလော့လို့ဘုရားသခင်ကပြောထားတာဖြစ်တယ်နော်အဲ့တော့ဆုတောင်းခြင်းနီးတော်မူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုပါကျွန်တော်ဒီနေ့ဘုရားသခင်ကိုကျွန်တော်တို့တွေ့နိုင်စွမ်းမြင်နိုင်စွမ်းနေရှိတယ်ပြီးတော့ကျွန်တော်ဘေးနားမှာရှိတဲ့ညီကိုမောင်နှမတွေလေကျွန်တော်အမြဲတမ်းပြောတဲ့စကားခရိယန်တိုင်းကေတင်ခရိယန်တိုင်းကောင်းကင်မရောက်နိုင်နော်ခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူသာလေကောင်းကင်ရောက်နိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်ဘေးနားမှာရှိနေတဲ့ညီကိုမောင်နှမတွေဘုရားသခင်ကိုသူတို့စစ်မှန်တဲ့ကေတင်ချင်းကိုမရသေးဘူးမသိရှိသေးဘူးဆိုရင်သူတို့ဘုရားသခင်ကိုမမြင်တွေ့နိုင်သေးဘူးအဲ့လိုသူတို့တွေမြင်တွေ့လာနိုင်ဖို့ရန်အတွက်ဘာလို့ဖို့လို့လဲဆိုတော့ကျွန်တော်ဆူတောင်းပေးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ပြီးတော့နီးတော်မူသည့်ကာလတွင်ဆူတောင်းပတ္ထနာပြုပါလို့ပြောတဲ့အခါမှာဆူတောင်းခြင်းအမှုကကျွန်တော်တို့လောကမှာရှိတဲ့အချိန်ပဲပြုရမှာဖြစ်တယ်ကျွန်တော်ကောင်းကင်ပြန်ရောက်သွားလို့ရှိရင်ဘုရားသခင်ကိုချီးမွမ်းခြင်းထောပနာပြုခြင်းအကြောင်းအရာမှာအပါကျွန်တော်တို့အခြားလှုပ်ရှားမရှိဘူးအဲကြောင့်မလို့ကျွန်တော်တို့ဆူတောင်းခြင်းအမှုဟာကျွန်တော်ကောင်းကင်ရောက်သွားရင်လှုပ်ရှားမလို့တော့ကျွန်တော်လောကမှာပဲလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေဘယ်လိုဆူတောင်းမလဲအခုနကနီးတော်မူတဲ့ကာလတွင်သာဝရဘုရားကိုရှာပါကျွန်တော်တို့အသက်ငယ်စဉ်ကျွန်တော်တို့အသက်ကြီးစီစသည်ဖြင့်အခုဘုရားသခင်ကိုရှာလို့တွေ့နိုင်နေတယ်နှုတ်ကပတ်ဓမ္မတရားတွေကိုကျွန်တော်တို့လေ့လာဖို့ရန်အတွက်ရရှိနိုင်နေတဲ့မြင်တွေ့နိုင်ရတဲ့အချိန်အခါတွေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဟာနှုတ်ကပတ်ဓမ္မတရားတွေကိုလေ့လာမယ်ကျွန်တော်ဘေးနားမှာခရစ်တော်ကိုကယ်တင်ရှင်ဖြစ်မတွေ့ရှိသေးတဲ့ညီကိုမောင်နှမတွေကိုစစ်မှန်တဲ့ကယ်တင်ခြင်းတွေရောက်အောင်ကျွန်တော်တို့သွန်ပို့ပေးမယ်ဝိုင်းဝန်းဆုတောင်းပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးကိုလူတိုင်းခံစားရမှာဖြစ်တယ်ပြီးတော့ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့အခါမှာကျွန်တော်လောကမှာပဲနေမကောင်းမကျန်းမာတာလေနော်ကောင်းကင်ရောက်လို့ရှိရင်ကျွန်တော်နေမကောင်းခြင်းတွေဖျားနာခြင်းတွေမရှိတော့အဲကြောင့်မလို့လောကမှာပဲကျွန်တော်တို့နေမကောင်းတဲ့ချိန်မှာတော့ဆုတောင်းခွင့်ရတာကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်နော်ကျွန်တော်တခါစီခံသွားတော့ကစီခံသွားရင်လည်းစင်ကျင်မိလိုက်ပြီးတော့ဘုရားသခင်ထံမှာဆုတောင်းနိုင်လိုက်တဲ့အရာလေးတစ်ခုဘာလဲဆိုတော့ကိုကတော့ကိုစိုးရင်လို့စီခံကိုအတကုံပြီးတော့စီခံပြတယ်ဒါပေမဲ့စီခံမှာကိုတဲ့ဆိုးတဲ့လူတွေနဲ့တွေ့တယ်ကျွန်တော်နေမကောင်းတာကိုလေနေမကောင်းမှန်းသိတယ်နှာစီးမှန်းသိတယ်ခေါင်းကိုက်မှန်းသိတယ်ဒါပေမဲ့စေကန်းနေစေယုံမှာနှာစီးမှန်းမသိဘူးခေါင်းကိုက်မှန်းလည်းမသိဘူးကိုနေမကောင်းမှန်းမသိတော့တဲ့လူတွေအများကြီးပဲမျောနေတဲ့လူတွေဩကျွန်တော်ကိုနေမကောင်းဘူးဆိုတာကိုသိနိုင်တဲ့အခွင့်ပြင်ဆင်ပေးတဲ့တော့ကိုရောရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဆိုပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖြစ်တာဖြစ်တယ်ဒါကြောင့်နံပါတ်1အနေနဲ့ကျွန်တော်တို့လေ့လာဖို့ရတော့ကတော့ဘုရားသခင်ကိုတွေ့နိုင်တဲ့ကာလမှာကျွန်တော်တို့တွေဆုတောင်းရအောင်ဘာအတွက်ဆုတောင်းမလဲကျွန်တော် ਨੇ ထိတွေ့တဲ့ညီကိုမောင်နှမတွေနေမကောင်းမကျန်းမာဖြစ်တဲ့အခါအခက်ခဲဖြစ်တဲ့အခါအဲ့ဟာတွေအတွက်ကျွန်တော်တို့ဆုတောင်းပေးမယ်ပြီးတော့ကျွန်တော် ਨੇ ထိတွေ့ဆက်ဆံတဲ့ညီကိုမောင်နှမတွေကျွန်တော် ਨੇ ဆိုတာကျွန်တော်ကိုပြောတာမဟုတ်ဘဲဒီမှာရှိတဲ့ညီကိုမောင်နှမတွေ ਨੇ ထိတွေ့ဆက်ဆံတဲ့ညီကိုမောင်နှမတွေကိုတမာတရားတိလာအောင်ကယ်တင်ချင်းရောက်လာအောင်ပြီးတော့အမှုတော်ဆောင်ဆရာဆရာမတွေအေးဝင်လီလုပ်တဲ့အခါမှာနောက်ွယ်ကနေပြီးတော့ဆူတောင်းခြင်းအပြင်ကျွန်တော်တို့ပါဝင်ဖို့လိုအပ်တယ်ဘာလို့ဆူတောင်းခြင်းအပြင်ပါဝင်ဖို့လိုအပ်တယ်လဲဆိုဆူတောင်းရမယ့်အခွင့်အရေးတင့်မှာရှိတယ်ဘာလို့တင့်မှာရှိလဲတင်ဟာဘုရားသခင်နဲ့နီးတော်သူဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြခြင်းတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့လေ့လာမယ်ဆိုရင်နံပါတ်2အနေနဲ့ဆိုရင်ဆုတောင်းပတ္ထနာပြုလင်ကောင်းကင်ဘုံကနေနားထောင်ပြီးမဲ့သူရှိတယ်အဲ့တော့အဲ့ကျမ်းပိုက်လေးကျွန်တော်ဖတ်ပြမယ်နော်နေ့ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး9အပိုက်ငယ်14မှာဆိုရင်ငါနာမဖြင့်သမုတ်တော့ငါဤလူတို့သည်ကိုနှိမ့်ချက်သည်ဖြင့်ငါမျက်နာကိုရှာလျက်ဆုတောင်းပတ္ထနာပြု၍အာဓမလမ်းကိုလွှဲရှောင်နေငါသည်ကောင်းကင်ဘုံ၌နားထောင်ပြီးသူတို့အပြစ်ကိုလည်းဖြေ၍သူတို့ပြည်ကိုချမ်းသာပေးမယ်လို့ပြောတာဖြစ်တယ်။အဲတော့ဒီမှာရှိတဲ့ညီကိုမောင်မတွေတခြားစဉ်းစားကြည့်အောင်ဆုတောင်းခြင်းအခွင့်ကကျွန်တော်ခုနကနံပါတ်1မှာပြောခဲ့တယ်နော်ဆုတောင်းခြင်းအခွင့်ဟာလူတိုင်းမရဘူးနော်ဒီမှာကြည့်ငါလူလို့ပြောတယ်နော်ဘုရားသခင်ကတနည်းအားဖြင့်ဒီတမန်ဟောင်းကာလဆိုရင်ဣသရေလလူမျိုးတွေအခုကျွန်တော်တို့ဂျေဇုတော်ကာလမှာခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူသားလဲဆုတောင်းခြင်းအခွင့်ကိုရတယ်အဲ့လိုဆုတောင်း
နဲ့သူအတွက်ကိုပဲဘုရားသခင်ကဘာလုပ်တယ်လဲဆိုတော့ကောင်းကင်ဘုံကနေပြီးတော့နားထောင်ပေးနေတယ်လို့ပြောတာဖြစ်တယ်နော်အဲ့တော့လူတိုင်းကတော့ဆူတောင်းလို့ရတယ်ဒါပေမဲ့လူတိုင်းရဲ့ဆူတောင်းခြင်းတွေကိုနားထောင်ပေးတယ်ဘုရားမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကျမတို့ရဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေရဲ့ဆူတောင်းခြင်းတွေကိုကြတော့နားထောင်ပေးမယ်ဘုရားရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခက်ခဲဒီဖြစ်စေကျွန်တော်တို့အစင်ကြီးဒီဖြစ်စေကျွန်တော်တို့ဝမ်းသာဒီဖြစ်စေကျွန်တော်တို့ဝမ်းနည်းဒီဖြစ်စေကျွန်တော်တို့ပျော်ရွှင်ဒီဖြစ်စေကျွန်တော်တို့ကြေကွဲဒီဖြစ်စေကျွန်တော်တို့ဘုရားသခင်ထံမှာဆူတောင်းဖို့ရတဲ့လိုအပ်တယ်ကျွန်တော်တို့ရဲ့ဆူတောင်းတန်တွေကိုနားထောင်ပေးမဲ့ထာဝရဘုရားရှိတယ်ဆိုတာကိုတတိယပြီးတော့ကျွန်တော်တို့တွေဆူတောင်းခြင်းအမှုနဲ့ပါဝင်ဖို့ရတဲ့ပြောပြချင်တာဖြစ်တယ်အဲ့တော့နောက်တစ်ခုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါကတော့ခုနကဒီဆမ်မီကျန်းတွေကနေပြီးတော့ယူထားတဲ့အရာโอเคနံပါတ်3ကိုကြည့်မယ်ဆိုလို့ရှိရင်ဘသူရဲ့အသက်တာလဲဆိုရင်ရှင်မွေလရဲ့အသက်တာကိုကျွန်တော်တို့တွေ့ရမယ်နော်အဲ့မှာဆိုရင်ဘာတွေ့ရလဲဆိုတော့သူတို့အဖို့သူမတောင်းမဲနေချင်းကငါနဲ့ဝေးပါစေတဲ့ရှင်မွေလကဓမ္မရာဆိုရင်ခန်းကြီး1ဓမ္မရာဇဝင်ခန်းကြီး7အပိုင်ငယ်23မှာဗာတွေ့ရလဲဆိုတော့ငါမူကားတင်တို့အဖို့စုမတောင်းပဲနေသည်ဖြင့်ထာဝရဘုရားကိုပြစ်မှားခြင်းအမှုတည်ငါနဲ့ဝေးပါစေတော့ကောင်းမွန်ဖြောင့်မတ်တော်လမ်းကိုလည်းတင်တို့ငါပြတအောင်မည်တဲ့ဒီနေ့ရှမွေလကဘာပြောလဲဆိုတော့သူ့ရဲ့လူမျိုးတွေအတွက်သူ့ရဲ့ညီကိုတွေအတွက်ဘုရားသခင်ရဲ့အထံတော်မှာစုမတောင်းပဲနေခြင်းအမှုဒီဘာဖြစ်လဲရှင်မွေလကသူနဲ့ဝေးပါစေလို့ဘုရားထံမှာသူတောင်းလျှောက်တယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်စဉ်းစားကြည့်လိုက်တဲ့အခါမှာခုဒီမှာညီကိုမောင်တို့မှကျွန်တော်ဒီမှာစာမျက်နှာကြည့်နေတယ်ဆိုတော့ညီကိုမောင်တို့မှလူဦးရေဘယ်နှစ်ယောက်လဲဆိုတာတော့မတွေ့ရဘူးဒါပေမဲ့ခုဒီမှာကျွန်တော်ရဲ့ group ထဲမှာအယောက်90နဲ့1ယောက်ရှိတယ်အဲ့90နဲ့1ယောက်အတွက်စုမတောင်းမဲနေခြင်းအမှုဒီဘယ်သူနဲ့ဝေးရမလဲကျွန်တော်နဲ့ဝေးပါစေအဲ့လိုကျွန်တော်တို့စုတောင်းရစိတ်ထားရတနည်းအားဖြင့်ပြောမယ်ဆိုရင်ရိုငိုင်းအတွက်စုမတောင်းမဲနေခြင်းအမှုဒီကျွန်တော်နဲ့ဝေးပါစေဘာကြောင့်လဲရိုငိုင်းအတွက်ကျွန်တော်စုတောင်းကိုတောင်းရမယ်အဲ့လိုစသည်ဖြင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလည်းကျွန်တော်အတွက်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဆရာကျော်ကိုအေဝံဂေလိတောင်းနေတယ်သူရဲ့အေဝံဂေလိလှုပ်ဆောင်နေတဲ့အချိန်မှာစုမတောင်းမဲငါတို့မနေရဘူးငါတို့စုတောင်းဖို့ရန်အတွက်ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့အတိစိတ်နဲ့ကျွန်တော်တို့စုတောင်းခြင်းအမှုကိုပြုပြီးရဖြစ်တယ်ကျွန်တော်တို့ဝမ်းမြောက်စရာတည်င်းစုံလင်တဲ့အရာလေးတစ်ခုဝမ်းမြောက်စရာတည်င်းစုံလင်တဲ့ထဲမှာစုတောင်းခြင်းအမှုလည်းပါတယ်အဲ့တော့လောကမှာဝမ်းမြောက်စရာတည်င်းစုံလင်စေတဲ့အရာကဘာလဲလို့ပြောဧဝံဂေလိဝေငှခြင်းပဲဧဝံဂေလိဝေငှတဲ့အခါမှာစစ်မှန်တဲ့ဓမ္မတရားတွေကိုညီကိုတွေသိရှိသွားတဲ့အခါမှာပြောင်းလဲလာတဲ့သူကိုယ်တိုင်နံပါတ်1အနေနဲ့ဝမ်းမြောက်တယ်လို့နံပါတ်2အနေနဲ့ဝေငှပေးတယ်မှုတော်ဆောင်ဆရာတွေလည်းဝမ်းသာနံပါတ်3အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်သွေးခေါ်ပေးတဲ့အဲ့တင်နန်းတွေလှုပ်ဖို့ရန်အတွက်ပါဝင်ပေးကြတဲ့ဘေးကနေစမ်းစာဖတ်ပေးကြတဲ့လိုအပ်တာတွေဖြည့်ဆည်းပေးကြတဲ့ညီကိုမောင်နှမတွေလည်းဝမ်းသာနော်ပြီးရင်နောက်ွယ်မှာဆူတောင်းပေးနေတဲ့သူတွေလည်းဝမ်းသာတယ်တင်းသူအတင်တာဆရာမတွေကလည်းပြောင်းလဲလာတယ်ဆိုတော့ဝမ်းသာတယ်အဲ့ထက်ဝမ်းသာဆရာစုံလင်တဲ့အရာကဘုရားသခင်ကိုယ်တိုင်လည်းဝမ်းသာတယ်ဘာလို့လဲဆိုတော့ငါသားငါထံပြန်ရောက်တယ်လို့ဘုရားသခင်ကပြောတယ်နော်ခရစ်တော်ကိုယ်တိုင်လည်းဝမ်းသာတယ်တိုင်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယ်တိုင်လည်းဝမ်းသာတယ်ပြီးတော့ကောင်းကင်တမန်တွေလည်းဝမ်းသာတယ်တဲ့အဲ့ဒါတွေမကသေးဘူးတဲ့မရဏနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့ဆွေမျိုးတွေလည်းဝမ်းသာတယ်တဲ့ကယ်တင်ခြင်းအမှုမှာဝမ်းမြောက်စရာတည်င်းစုံလင်စေတဲ့အထဲမှာဆူတောင်းခြင်းအမှုဟာလည်းပါတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တာဖြစ်တယ်เนาะအဲ့တော့ကြောင့်ကျွန်တော်တို့ရဲ့အတိစိတ်ထဲမှာဘာထည့်ရမလဲဆိုရင်ကျွန်တော်နဲ့ပတ်သက်တဲ့လူကျွန်တော်နဲ့တိတဲ့လူတွေအတွက်ဆူတောင်းရမယ့်တာဝန်ဟာရှင်မွေလကဲ့သို့ပဲကျွန်တော်တာဝန်ဖြစ်တယ်မြန်မာပြည်အတွက်စုမတောင်းမဲနေခြင်းအမှုဒီကျွန်တော်နဲ့ဝေးပါစေကျွန်တော်တို့ကိုကျွန်တော်တို့ဝင်တာထားရမယ်တက်တာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုနံပါတ်3ချက်အနေနဲ့ပြောပြချင်တယ်โอเคနောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါဝိမင်းကြီးကဘယ်လိုအခြေအနေစုတောင်းတယ်လဲအဲ့ဒါကျွန်တော်တို့ကြည့်အောင်ဒါဝိမင်းစာလံဆရာဒါဝိကစာလံ55ခုမြောက်သောစာလံအပိုင်ငယ်16နဲ့19မှာဆိုရင်ငါမူကား
ထာဝရဘုရားကိုပထနာပြု၍ထာဝရဘုရားသည်ကေတင်တော်မူမည်ညဦးအချိန်နာနက်အချိန်မွန်းတဲ့အချိန်တို့၌ငါသည်ညှိတွားမိတတ်၍ငါအတန်ကိုကြားတော်မူ၏တဲ့ဒီနေ့ဆမ်မီမှာဆိုရင်လည်းဗာရေးထားလဲဆိုတော့ငါသည်ဘုရားသခင်ကိုခေါ်၍ထာဝရဘုရားသည်ငါကိုကယ်တင်တော်မူ၏နေဝင်ချိန်နံနက်ချိန်မွန်းတဲ့ချိန်တွင်ငါသည်ညှိတွားပြောဆိုလျက်အော်ဟစ်ညှိတမ်းသောအခါကိုတော်ဒီငါဤအတန်ကိုကြားတော်မူလိမ့်မည်တဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့မှာကျွန်တော်ကြည့်မယ်ဆိုရင်အော်ဟစ်ညှိတွားတယ်လို့ပြောတဲ့အရာကကျွန်တော်ဆူတောင်းခြင်းဖြစ်တယ်ဒါဝိမင်းကြီးရဲ့ဆူတောင်းတဲ့အချိန်ကနေဝင်ချိန်လဲသူဟာဆူတောင်းတယ်တဲ့နေထွက်ချိန်လဲဆူတောင်းတယ်နနက်ချိန်ခါမှာလဲဆူတောင်းတယ်လို့ပြောတဲ့အခါမှာတရက်မှာ3ချိန်ဆူတောင်းရမယ်အဲ့လိုမဟုတ်ဘူးเนาะကျွန်တော်အချိန်ပြည့်ဒီမှာဆိုရင်ဒါဝိမင်းကြီးအချိန်ကိုကြည့်မယ်အချိန်ပြည့်သူဟာဘုရားနဲ့ထိတွေ့တယ်ဘုရားနဲ့ဆက်ဆံတယ်ဘုရားရဲ့အထံတော်မှာပဲတိုးဝင်တယ်သူရဲ့အားနေခြင်းတွေသူရဲ့မစုံလင်ခြင်းတွေအားလုံးသူဘုရားသခင်ရဲ့အထံတော်မှာပဲအချိန်ပြည့်တိုးဝင်လိုက်တဲ့အခါမှာစာရေးတချင်းရေးတဲ့သူနော်ကြပြဆရာတိုးကြောင်သားလေးတယောက်ဟာဘုရားသခင်ရဲ့အထံတော်မှာပဲဆူတောင်းခြင်းနဲ့တိုးဝင်လာတဲ့ခါမှာနောက်ဆုံးပိတ်မှာဘာဖြစ်သွားလဲဆိုတော့အကြီးမြတ်ဆုံးသောဘုရင်ဖြစ်ဘုရားသခင်ကချီးမြှောက်တာဖြစ်တယ်။တက်ပြီးကျွန်တော်ပြောပြမယ်နော်။ဒါဝိရဲ့အတ္တကသူအစဉ်ပြေခြင်းတွေအစဉ်မပြေခြင်းတွေအားလုံးဘုရားသခင်နဲ့မိတ္တာရဖွဲ့တယ်ဘုရားသခင်စီမှာပဲဆူတောင်းသူ့ရဲ့ငယ်ဘဝအလုပ်ကဘာအလုပ်လဲဆိုတော့တိုးကြောင်သားလေးပဲတိုးတွေကြောင်းတယ်စောင်းနေတီးတယ်တခါတလေသူကြပြားတွေရေးတယ်သူ့ရဲ့အကြောင်းလေးကိုလိုက်ကြည့်မယ်ဆိုရင်လူငယ်တစ်ပါးသူပေါ့ပါနဲ့ပဲဖြတ်တန်းတယ်သို့တော့သူ့ရဲ့စိတ်ထဲမှာတီးခတ်တဲ့စောင်းတန်စင်တွေရေးဆက်တဲ့ကြပြားတွေဟာဘုရားသခင်နဲ့ဆိုင်တဲ့ကြပြားတွေဘုရားသခင်နဲ့ဆိုင်တဲ့အကြောင်းအရာတွေပဲသူကအမြဲတမ်းတွေးနေတယ်ဆိုတော့ဒါဝိဟာ24နာရီနော်သူတနည်းအားဖြင့်အိတ်ချိန်မှအပါသူဘုရားသခင်ကိုအမြဲတမ်းအာယုံပြုတယ်တဲ့အဲ့လိုဘုရားသခင်ဘက်မှာအမြဲတမ်းရက်တည်လာတဲ့လူငယ်လေးကိုဘာမဟုတ်တဲ့လူငယ်လေးကိုဘုရားသခင်ချီးမြှောက်ခြင်းတော့အမြင့်ဆုံးသောဘုရင်အထိလောကမှာဘုရားသခင်ကချီးမြှောက်လိုက်တယ်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာလည်းကျွန်တော်တို့ကိုဘာမှမဟုတ်ဘူးလို့ကျွန်တော်တို့ကထင်နေတာကျွန်တော်တို့ကိုလောကမှာဘသူနဲ့မှမတူအောင်ဘုရားသခင်ကဖန်ဆင်းပေးထားတာအဲ့ဒါကိုကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းရအဲကြောင့်မလို့သူတို့ကတော့ငါ့ကိုအထင်မကြီးလဲရတယ်သူတို့ကလည်းငါ့ကိုမလေးစားလဲရတယ်ကျွန်တော်ဘုရားသခင်နဲ့ပုံမှန်ချင်းယူမယ်ကျွန်တော်ဘုရားသခင်စီမှာပုံမှန်ဆက်ကပ်မယ်ဆိုရင်တင်းရဲ့ဆူတောင်းခြင်းအမှုအဖြစ်ဘုရားသခင်ကတင်းကိုကြီးမားစွာလေအတုံးပြုခြင်းနဲ့ဒါကြောင့်ကျွန်တော်အချိန်ရှိတိုင်းမှာကျွန်တော်တို့ဘုရားနဲ့မိတ္တာရပ်ပွဲဖို့ဘုရားနဲ့စကားပြောဖို့ရန်အတွက်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကိုခွန်အားပေးခြင်းတာဖြစ်တယ်ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာလည်းနှုတ်ကပတ်တော်တရားတွေနားထောင်မယ်ဘုရားသခင်ရဲ့ဂုဏ်တော်ချီးမွမ်းတဲ့အရာတွေနားထောင်ရင်းနဲ့အဲ့တဲ့အရာတွေဆင်ခြင်ရင်းနဲ့ကိုတော့ကျေးဇူးတင်တယ်နော်စသည်ဖြင့်ကျွန်တော်တို့လှုပ်ဆောင်လို့ရတယ်ကျွန်တော်တို့ပြောင်းလဲကစယထာဘောတိုင်လည်းကျေးဇူးတင်တယ်ကိုတော့ယထာဘောဆင်းလည်းကျေးဇူးတင်တယ်ကိုတော့ကျွန်တော်တို့ရေတစ်ခွက်တောက်တိုင်းတော့ကျေးဇူးတင်တယ်ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းတတ်ရမယ်နော်ဒါပေမဲ့ကျွန်တော်တို့ပြောင်းလဲလာတာကြာတော့အားလုံးကအေးဆေးလို့ဖြစ်ကုန်ကြတယ်နော်အဲ့လိုအသက်တာတော့ဘုရားသခင်မလိုချင်ဘူးနော်ဒါကြောင့်ကျွန်တော်တို့ဘလို့အချိန်ဒီတိုင်းမှာဆူတောင်းမလဲအချိန်ရှိတိုင်းမှာဘုရားသခင်ကိုကျွန်တော်တို့တတိယဖွင့်ရအတွက်ဖြစ်မယ်ဆိုတဲ့အကြောင်းလေးနံပါတ်3အချက်နေနဲ့ပြောပြခြင်းနဲ့နံပါတ်4အချက်အနေနဲ့ဖြစ်မယ်နော်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ဓမ္မတစ်ထဲမှာလေ့လာကြည့်တဲ့အခါမှာဘယ်သူတွေဆူတောင်းတယ်လဲလို့ကျွန်တော်လေ့လာကြည့်လိုက်တော့ဒီမှာပါတွေ့ရလဲနံပါတ်1အနေနဲ့ခင်ယေရှုကိုယ်တိုင်ဆူတောင်းတယ်တဲ့လူကာခန်းကြီး18အပိုင်းငယ်1မှာလူတို့ဒီအာမလျှော့ပဲကြိုးစား၍ဆူတောင်းရမည်အကြောင်းကိုဥပမာအားဖြင့်မိန့်တော်မူဒီကားတဲ့အဲ့တော့အဲ့ဥပမာကိုဒီမှာယူလိုက်တယ်မှတ်တယ်ခုတောင်းကြလောတောင်းလင်ရမည်ရှာကြလောရှာလင်တွေ့မည်တကားကိုခောက်ကြလောခောက်လင်ဖွင့်မည်တဲ့ကျွန်တော်တို့လောကမှာလောကမှာလူစားတီခံခဲ့တဲ့ချိန်မှာခရစ်တော်ကိုယ်တိုင်လည်းဆူတောင်းလာတယ်ခရစ်တော်ကိုယ်တိုင်လည်းမြည်ကဲ့သို့ဆူတောင်းရမလဲဆိုတဲ့အကြောင်းအရာတွေကိုအချိန်ချင်းအခါတင်ပေးတယ်အဲကြောင့်မလို့ကျွန်တော်တို့ကိုအသွေးအသက်နဲ့ယဉ်ပြီးရွေးနှုတ်ကယ်တင်ပေးတယ်ခရစ်တော်ကိုယ်တိုင်တော့ဘ
ဘုရားသခင်ရဲ့ထံတော်မှာဆူတောင်းနေဘုရားသခင်ရဲ့ထံတော်မှာတိုးဝင်နေဆိုရင်ကျွန်တော်တို့ရဲ့အသက်တာလည်းဘုရားသခင်ရဲ့ထံတော်မှာပို့ပြီးတော့တိုးဝင်ဖို့ရန်အတွက်ဖြစ်မယ်ဆိုတဲ့အကြောင်းလေးကိုပြောပြချင်တယ်နော်โอเคနောက်တစ်ချက်အနေနဲ့ကျွန်တော်ဒီမှာကြည့်မယ်နော်ဆူတောင်းတဲ့အခါကျွန်တော်တို့ဘယ်လိုဆူတောင်းရမလဲဆိုရင်လိုချင်တာကျွန်တော်တို့တွေကဆူတောင်းတဲ့အခါမှာလိုချင်တာမရဘူးဆိုရင်ကျွန်တော်တို့ကစိတ်ပြတ်သွားတတ်တယ်နော်ကျွန်တော်တို့လိုချင်တာမရတဲ့အခါမှာစိတ်ပြတ်သွားတတ်တယ်ဘုရားသခင်ကကျွန်တော်တို့လိုချင်နေတဲ့အရာတွေအတွက်လိုအပ်တဲ့အရာတွေကိုဒါပြင်ဆင်ပေးလိရှိတယ်နောက်တစ်ခုထပ်ပြောမယ်နော်ကျွန်တော်တို့ဘုရားသခင်ထံတော်မှာဆူတောင်းတဲ့အခါမှာခရစ်တော်စီမှာစသဖြင့်ဆူတောင်းတဲ့အခါမှာကျွန်တော်တို့ကလိုချင်တဲ့အရာတွေများသောအားဖြင့်တောင်းကြတယ်နော်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့လိုအပ်တဲ့အရာကိုပဲပေးလိရှိတယ်တဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့လိုအပ်တဲ့အရာတွေကိုပဲပေးတယ်လဲဆိုတော့လိုချင်တာပေးလိုက်ရင်ဒုက္ခရောက်သွားတတ်တယ်လိုအပ်တဲ့အရာပေးရင်အန္တရာယ်နဲ့ကင်းတယ်ကလေးလေးတယောက်စိုက်မှာသွားတဲ့အခါမှာကလေးလေးတယောက်ဟာပရိတ်ဓာတ်လိုချင်တယ်လို့အမေကိုပူစားရင်ဝယ်ပေးမဲ့အမေမရှိပါဘူးနော်ဒါသူလိုချင်တာလေသူ့ကိုပရိတ်ဓာတ်ပေးလိုက်ရင်ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာကိုမိဘကသိတယ်ဒါကြောင့်လဲကျွန်တော်တို့လိုချင်နေတဲ့အရာတွေကအန္တရာယ်ရှိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသခင်လိုအပ်တဲ့အရာကိုကျွန်တော်တို့ကိုအမြဲတမ်းပေးနေတယ်ဆိုတာလေးကိုပြောပြချင်တယ်ပြီးတော့ဘယ်လိုဆူတောင်းမလဲဆိုတော့စူးစမ်းပြီးဆူတောင်းမှာတင့်အတွက်အမှန်တကယ်လိုအပ်လာရင်တော့ဘုရားသခင်ကပြင်ဆင်ပေးလိမ့်မယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဟာဘယ်တော့အခါမှနောက်ကျတဲ့ဘုရားမဟုတ်ဘူးဆိုတဲ့အကြောင်းလေးလည်းပြောချင်တယ်နော်ပြီးတော့နောက်တစ်ခုဒီမှာနံပါတ်1အနေနဲ့ဆင်ခြင်မယ်ဆိုနောက်ထပ်ဘယ်သူဆူတောင်းနေတယ်လဲဆိုတော့ရှင်ပေါလုကိုယ်တိုင်လည်းဆူတောင်းတယ်ဒါတော့ရှင်ပေါလုကဘယ်လိုဆူတောင်းလဲဆိုတော့ကာလစဉ်စိတ်နှလုံးပါလျက်ဆူတောင်းပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆူတောင်းကြလောထိုတို့ဆူတောင်းခြင်းကအာမလျှော့ပဲလျက်ငါမဆ၍တန်ရှင်းသူအပေါင်းတို့ကိုဆူတောင်းကြလောလို့ပြောတာဖြစ်တယ်နော်ဆူတောင်းတဲ့အခါမှာတဲ့ဘယ်လိုဆူတောင်းမလဲဆိုတော့ကျွန်တော်တို့စိတ်နှလုံးပါလျက်ဆူတောင်းပါတဲ့ကျွန်တော်တို့ရဲ့ဆူတောင်းခြင်းတွေကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့အထံတော်မှာတိုးဝင်ခြင်းတွေတစ်ခုချင်းစီတိုင်းကိုစိတ်နှလုံးပါလျက်နဲ့ဆူတောင်းပါကျွန်တော်အတွက်ဆူတောင်းပြီးတယ်ဆရာကျော်ကဆူတောင်းခိုင်းလို့ကျွန်တော်တို့မတောင်းချင်မဲနဲ့တောင်းလိုက်ရတယ်ဆိုတဲ့သက်တာမျိုးထက်ဆရာကျော်ကိုအတွက်ကျွန်တော်တကယ်ဆူတောင်းပေးရမယ်ဒီမှာရှိတဲ့ညီကိုတွေအတွက်ကျမဟာဆူတောင်းပေးရမယ်ဆိုတဲ့စိတ်နှလုံးသားနဲ့တောင်းလျှောက်တဲ့အရာကိုဘုရားသခင်ကလိုချင်တာဖြစ်တယ်ဒီနေ့လူတော်များများကဆုတော်တောင်းကြတယ်နော်ဦးဝါပဲနော်ဖះเจ้าနေမှာလည်းအများသောအားဖြင့်ကျွန်တော်တွေ့တယ်လို့အဲ့လိုပြောလို့ကျွန်တော်ကဲ့ရဲ့တာမဟုတ်ဘူးနော်ကြတယ်အော်ကြီးဟစ်ကျကျွန်တော်လက်တွေမြောက်ခြေထောက်တွေမြောက်မြောက်လို့ရတဲ့ဟာအကုန်မြောက်ပြီးတော့ဖះခင်စီမှာဆုတောင်းသူတို့ရဲ့ဆုတောင်းတန်ဟာစောက်ဦးရဲ့ခေါမှုအထက်တောင်ကြော်သလားတခါတလေကျွန်တော်တို့စဉ်းစားရကျွန်တော်ရဲ့ဆူတောင်းတန်ကလေကျွန်တော်ဆူတောင်းပေးတဲ့လူကြားဖို့တဲ့ဆူတောင်းချက်တွေကိုနားထောင်နေတဲ့ဘုရားသခင်ကြားဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တခါတလေကျွန်တော်ရဲ့ဘေးနာကမှရှိတဲ့ညီကိုအတွက်ဆူတောင်းပေးရမယ်ဆိုစပယ်ရှယ်တူတဲ့အော်ကြီးဟစ်ကျနီလန်ပေါင်းစုံနဲ့ကျွန်တော်တို့တွေကဆူတောင်းတတ်ကြတယ်ဒါပေမဲ့တကယ်ကိုစိတ်ထဲကပါသလားဆိုတော့ငါဘယ်လိုစကလုံးလှလှလေးတွေနဲ့တွတ်တွတ်ဆူတောင်းပေးရမလဲဆိုတာကိုတွေးနေရင်းနဲ့ကျွန်တော်တို့ရဲ့ဆူတောင်းချက်ကဘုရားသခင်စီမရောက်တော့အဲ့တော့တင်းရဲ့ဆူတောင်းတတ်တယ်လို့ပဲဆူတောင်းမှာဘုရားသခင်ကဘာသာစကားအားလုံးကိုနားလေတဲ့ဘုရားဖြစ်တယ်ဒါပေမဲ့တင်းဆူတောင်းနေတဲ့အချိန်တိုင်းမှာဘာလို့ဖို့လို့လဲစိတ်နှလုံးပါလျက်ဆူတောင်းဖို့လို့တယ်အဲ့မှာတို့မင်းတက်လို့ပဲတောင်းမြန်မာလိုပဲတောင်းမြန်မာစကားလုံးတွေကိုဗာလဲညှိတွေအခရာတွေတရတွေကိုတလုံးချင်းစစ်နေเสียမလိုပါဘူးရိုးရှင်းစွာနဲ့တောင်းလိုက်ပါဒီရဲ့စိတ်နှလုံးသားကိုကြည်တဲ့ဘုရားဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်ဆူတောင်းခြင်းအမှုမှာကိုဘေးနာလူကြားဖို့တဲ့ဘုရားသခင်ကြားဖို့အရေးကြီးတယ်ဘုရားသခင်ကြားနိုင်အောင်ကျွန်တော်ဘယ်လိုဆူတောင်းမလဲစိတ်နှလုံးပါလျက်ဆူတောင်းမယ်ပြီးတော့ဒီမှာတက်တာလောနိဩဝါဒစာတက်တာလောနိဩဝါဒစာခန်းကြီးငါအပိုင်ငယ်9မှာဆိုရင်မတွေ့လဲဆိုတော့မချမလက်ဆူတောင်းပတနာဖြူလို့ပြောတာဖြစ်တယ်เนาะကျွန်တော်တို့ဘုရားသခင်ကစံမီထဲမှာဆိုရင်လေအမြဲမပြတ်
ဆုတောင်းခြင်းအမှုကိုဒီနေ့ဆုတောင်းမယ်မနေ့ပြန်မတောင်းတော့ဘူးပဲနဲ့အမြဲတမ်းဆုတောင်းခြင်းအမှုပြုပါဆိုပြီးတော့ပြောထားတာဖြစ်တယ်နော်အဲ့လိုဆုတောင်းတဲ့အခါမှာခုနကဒီမှာပြောတဲ့အရာဘာတွေဆုတောင်းတယ်လဲဆိုတာထက်ဘယ်လိုဆုတောင်းတယ်လဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်တဲ့ဒီမှာမြင်ရမယ်နော်ဆုတောင်းတဲ့အခါမှာတဲ့ဘာတွေဆုတောင်းတယ်လဲဆိုတာထက်ဘယ်လိုဆုတောင်းတယ်လဲဆိုတာပိုအရေးကြီးတယ်ဒီနေ့ဘုရားသခင်စီမှာဆုတောင်းတယ်အတန်ကိုလွှင့်ပြီးတော့ဆုတောင်းကြပြီမဲ့တင်းရဲ့စိတ်နှလုံးထဲမှာမပါဘူးဆိုရင်ကိုယ်အရာတွေပေါ်မှာဘုရားသခင်အလုံးမလုံးဘူးကျွန်တော်အတွက်တော့ကျွန်တော်ကြောင့်အော်ကြီးဟစ်ခြင်းနဲ့ဆုတောင်းတယ်ဒါပေမဲ့တင်းရဲ့စိတ်နှလုံးထဲမှာကျွန်တော်အတွက်ဆုတောင်းပေးခြင်းစိတ်မရှိဘူးဆိုအဲ့ပေါ်မှာဘုရားသခင်အလုံးမလုံးဘူးနားလည်မယ်နော်အဲ့တော့ဘယ်သူအတွက်ဘယ်လိုဆုတောင်းပေးနေတယ်လဲဆိုတာတဲ့ကိုသူအတွက်စိတ်နှလုံးပါလျက်ဆုတောင်းပေးခြင်းမျိုးကိုဘုရားသခင်ကလာ၍နှစ်သက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်တာဖြစ်တယ်ထပ်ပြောမယ်နော်ဘယ်သူအတွက်ဘယ်လိုနှလုံးဘယ်သူအတွက်ဘယ်လိုဆုတောင်းပေးနေလဲဆိုပြီးတော့ညီမရေဆုတောင်းပေးနေတယ်နော်ဆိုတာထက်သူ့အတွက်ဘယ်လိုနှလုံးသားနဲ့ဘုရားသခင်ရဲ့အထက်တော်မှာဆုတောင်းပေးနေတယ်လဲဆိုတဲ့အဲ့နှလုံးသားပါခြင်းကိုဘုရားသခင်ကနှစ်သက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောပြချင်တယ်โอเคကျွန်တော်တို့နောက်ဆုံးအချက်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်ဆုတောင်းတဲ့အခါမှာကျွန်တော်တို့တစ်ခါတလေခရိယန်ဖြစ်ပြီးတော့ဆုတောင်းခြင်းအမှုတွေပြင်းတဲ့သူတွေရှိတယ်နော်အဲပြောလို့ဒီထဲကလူတွေဆုတောင်းရမှာပြင်းတယ်လို့ကျွန်တော်ပြောဆိုခြင်းတော့မဟုတ်ဘူးဒါပေမဲ့ခရိယန်ဖြစ်ပြီးတော့လေဆုတောင်းခြင်းအမှုတွေမှာပြင်းတဲ့သူတွေရှိတယ်ဘာလို့လဲဆိုကျွန်တော်ကလောကမှာလောကအတွေ့အတာနဲ့ကိုယ်ခန္ဓာနဲ့ရှိတဲ့အခါမှာပြည့်ဒုစရိုက်ဘယ်လိုပြောမလဲကျွန်တော်လောကရဲ့ဗီဇအကျင့်အနေနဲ့တော့မပြောင်းနိုင်နေဘူးလေနော်အဲ့တော့ဆုတောင်းရမယ်ဆိုပြင်းတယ်ကျမ်းစာဖတ်ရမှာဆိုပြင်းတယ်ဒါပေမဲ့အဲ့ပြင်းတဲ့ကြားတွေကနေကျွန်တော်စူးစမ်းပြီးတော့လှုပ်ဆောင်ရမယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရှင်ယာကုတ်ကဒီနေ့ဗာပြောတယ်လေဆိုတော့ရှင်ယာကုတ်ခန်းကြီး၄အပိုင်ငယ်2မှာဆိုသင်တို့ဒီတဲ့တတ်မှတ်၍မရကြလူအတက်ကိုတက်၍၎င်းအလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်းအလိုမပြည့်စုံနိုင်ကြရန်တွေ့ခြင်းစစ်တိုက်ခြင်းကိုလည်းပြု၍မရကြအကြောင်းမူကားစုမတောင်းမဲနေကြ၏တဲ့ဒီနေ့ကျွန်တော်တို့အားကြောင့်ကျွန်တော်တို့အခက်ခဲတွေဘာကြောင့်ပြဿနာတွေဘာလို့အဲ့လောက်အများကြီးနဲ့ရင်ဆိုင်နေရတယ်လဲဆိုတော့ဒီမှာကျွန်တော်တို့ဘာဖြစ်လို့လဲစုမတောင်းမဲနေလို့တဲ့ကျွန်တော်လိုချင်တဲ့အရာတွေကဘာလို့မရကြတလဲဆိုတော့စုမတောင်းမဲနေလို့ကျွန်တော်တို့ကလေကျွန်တော်တို့လိုချင်တဲ့အရာကိုလောကမှာကျွန်တော်တို့စူးစမ်းကြတယ်ဒါပေမဲ့ဘုရားသခင်စီမှာစုတောင်းဖို့ကျွန်တော်တို့ကယုံကြည်သူဖြစ်ပြီးတော့မိတတ်ကြတယ်အဲ့လိုမိတတ်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့လောကမှာယာဒုလားကျွန်တော်တို့ဂုံပကာတနလားငွေကြီးကြီးလားစသည်ဖြင့်ကိုကရလေလေဘာလဲလူစကားပုံဆိုရလေလေအိုတစေလားဘလောက်ပဲရတင့်တိမ်ချင်းမရှိဘူးနော်ဒီယာဒုမှာရတယ်ဆိုရင်ဒီယာဒုနဲ့ကျွန်တော်တို့မကျင်တဲ့ဘူးငါဒီတက်ကြီးတဲ့ယာဒုကိုလိုချင်တယ်ဆိုပြီးတော့ယာဒုရဖို့အတွက်ကိုအခြားလူတွေကိုကန်ကြတယ်အခြားလူတွေကိုတွန်းကြတယ်အခြားလူတွေကိုကြောက်ချကြတယ်အဲ့လိုနဲ့သူကအဲ့နေရာကိုရသွားတော်ညာလေဘာဖြစ်လဲသူရတဲ့အဲ့ယာဒုဟာအန္တရာယ်နဲ့မကင်းဘူးအခက်ခဲတွေပြဿနာတွေနဲ့အဲ့မှာဘာဖြစ်ကြလဲဆိုတော့လိုချင်တဲ့လောဘစိတ်ရှိလို့တဲ့တယောက်နဲ့တယောက်ရန်ဖြစ်ကြတယ်တဲ့တယောက်နဲ့တယောက်ထိုးကြိတ်ကြတယ်ဆိုတဲ့စသည်ဖြင့်ပြောနေကြတယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ဘာပြောလဲဆိုတော့လိုချင်တဲ့အရာအတိုင်းကိုဒီမှာတောင်းပါလို့ဘုရားကပြောနေတာကျွန်တော်ကကျတော့ဘုရားစီမှာစုမတောင်းမနဲ့ကိုယ့်ဟာနဲ့ကိုစူးစမ်းနေကိုယ့်ဟာနဲ့ကိုကျွန်တော်တို့စူးစမ်းနေရင်စူးစမ်းနေနဲ့ကျွန်တော်တို့မှာလောဘစိတ်တွေဒေါသစိတ်တွေကနေပြီးတော့ထွက်ပေါ်လာတယ်ပေါက်ဖွာလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီခံနိုင်စွမ်းနေကျွန်တော်တို့ရဲ့တတ်နိုင်စွမ်းနေအားလုံးကိုဘေးမှာထားခဲ့ပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးကျွန်တော်ဖျက်ခင်စီမှာတင်ပြလို့ရတယ်ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကိုကျွန်တော်ဖျက်ခင်စီမှာတင်ပြတယ်ဖျက်ခင်စီမှာဆုတောင်းတယ်ကျွန်တော်ရဲ့အားကိုးရာကိုဘုရားသခင်သာလင်လို့ကျွန်တော်တို့အမှတ်ထားတယ်အဲ့လိုပြောတဲ့အတွက်ကြောင့်လောကမှာမှုတော်ဆောင်ဆရာကြီးဆရာမကြီးတွေရဲ့သူတို့လမ်းပြတ်တွန်တင်တဲ့လမ်းပြတ်တွန်တင်မှုကိုတော့ကျွန်တော်တို့ခံရတယ်ဒါပေမဲ့ကျွန်တော်တို့တည်ထားရမှာတခုကတော့ဘုရားသခင်ထက်ကျွန်တော်တို့မှုတော်ဆောင်ဆရာဆရာမကြီးတွေကိုကျွန်တော်ပို့ပြီးလေးစားလို့တော့မရဘူးအဲ့လိုပြောလို့စော်ကားဖို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ကတခါတလေ
ဖျားကြတော့ဖျားကကျွန်တော်တို့နဲ့အတူပါရှိနေတယ်ဆိုတဲ့အရာကိုဖျောက်ထားပြီးတော့မှုတော်ဆောင်ဆရာတွေဆရာမတွေလာရင်ကျွန်တော်တို့တောက်နေတဲ့အရက်ဘီယာတွေစသည်ဖြင့်ဖွက်ကြတယ်နော်ကျွန်တော်ပြောချင်တာဒီဆရာတွေမြင်သွားလို့ဘာမှမဖြစ်ဘူးနော်ဟောကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ကိုအသွေးအသက်နဲ့ရွေးဝယ်ထားတဲ့ဘုရားသခင်မြင်တာကိုပဲကျွန်တော်တို့ကရှက်ရမယ်ကျွန်တော်တို့ဘုရားသခင်ကိုပဲကျွန်တော်တို့ကကြောက်ရမယ်နားလည်မနော်အဲ့လိုပြောလို့လောကမှာရှိတဲ့ဆရာတွေကိုမကြောက်ရဘူးမရှက်ရဘူးမယိုသေးရဘူးမပြောဘူးနော်အဲ့ဒါလဲကျွန်တော်တို့နားလေစီခြင်းနေအဲ့ကြောင့်မလို့ကျွန်တော်တို့လိုချင်တဲ့အရာတွေဘာလို့မရတာလဲဆိုရင်စုမတောင်းမဲနေလို့ကျွန်တော်တို့မရတာနားလည်မယ်နော်ကျွန်တော်ကျန်းစာနားလေချင်တယ်လေနော်ဘာလဲဟိုဘက်ကနေဆူတောင်းခံချက်တယောက်တင်နေရကြားတဲ့ကျမကျန်းစာဖတ်ဖို့အတွက်ဆူတောင်းပေးပါတဲ့ပြီးတော့ဆူတောင်းနိုင်ဖို့ရန်အတွက်ဆူတောင်းပေးပါတဲ့ဆိုတော့အော်အေးကျန်းစာဖတ်ဖို့ဆူတောင်းပေးကောင်းတော့ကောင်းတယ်နော်ဒါပေမဲ့ဒီမှာကျန်းစာအုပ်မရှိဘူးလားရှိတယ်ဆရာဆိုဘာလို့မဖတ်တော့ပြင်းလို့အဲ့ဒါနင်ကကျန်းစာဖတ်ဖို့ဆူတောင်းရမှာမဟုတ်တော့ဘာလို့ဖို့လဲမပြင်းဖို့ဆူတောင်းရမှာအဲ့လိုနော်ပြောချင်တာတခုကကျွန်တော်တို့ရဲ့ပါတရားတိရှင်နေဘုရားသခင်စီမှာကျွန်တော်တို့ဆူတောင်းမှာတမန်တရားနဲ့နီးတမန်တရားတိနိုင်တဲ့စာအုပ်တွေတမန်တရားတွေတမန်ကျမ်းစာအုပ်တွေဘုရားသခင်ကျွန်တော်တို့စီအရောက်ပို့ပေးလေနားလည်မယ်နော်ကျွန်တော်တမန်တရားကိုကျွန်တော်စစ်မှန်တဲ့တမန်တရားကိုသိချင်တယ်ဆိုတဲ့စာငတ်တောင်းတတဲ့စိတ်နဲ့ဆိုတောင်းမှာတင်းစီကိုတမန်တရားတိလာနိုင်ရတဲ့အခွင့်အရေးတွေဘုရားသခင်ပို့လိမ့်မယ်တို့တော့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ကပို့ပေးမယ်တင်လုံမလားမလုံဘူးလားနော်ကဲတင်ချင်းမင်းတို့ငါဒီလိုပြင်ဆင်ထားပေးတယ်ယုံကြည်မလားမယုံကြည်ဘူးလားယုံကြည်တော့သူလင်ကဲတင်ချင်းရောက်မယ်မယုံကြည်တဲ့လူကငရေရောက်အဲ့လိုပြောလို့တော့ကိုမယုံကြည်လို့ငရေရောက်တာမဟုတ်ဘူးနော်ကျွန်တော်ခရိယန်တော်တော်များများမှားနေတဲ့အရာတခုခရစ်တော်ကိုမယုံကြည်လို့ငရေရောက်တယ်တဲ့စသည်ဖြင့်ပြောကြတယ်ခရစ်တော်ကိုမယုံကြည်လို့ငရေရောက်တယ်ဆိုရင်အဲ့လိုခြားဘာသာတရားတွေကငါတို့ယေရှုကိုမယုံရင်ငရေသွားရမယ်ဆိုတဲ့အဓိပ္ပာယ်မရှိဘူးဆိုတဲ့စကားလုံးတွေနဲ့တုံးတတ်တယ်နော်ဒါပေမဲ့ဒီနေ့ပြောပြချင်တာတခုကခရစ်တော်ကိုယုံကြည်လို့ယုံကြည်တော်သူဒီကယ်တင်တော်မူကြီးကိုခံရမယ်မယုံကြည်တဲ့သူကအပြစ်စီရင်ခြင်းခံရမယ်ဆိုတာသူလှုပ်တဲ့အတိုင်းခံရမှာကိုပြောတာဖြစ်တယ်နော်ကျွန်တော်လောကမှာကျွန်တော်လှုပ်တဲ့အတိုင်းခံရမယ်ဆိုကျွန်တော်တို့ကငရဲမှအပါအခြားမရှိဘူးနားလည်မယ်နော်ကျွန်တော်လှုပ်တဲ့အတိုင်းခံရမယ်ဆိုရင်ငရဲပဲသွားရမှာအဲ့လိုလေးကျွန်တော်တို့ဝေငှတဲ့ခါမှာကကနနလေးရှင်းလင်းအောင်ကျွန်တော်တို့ကဝေငှစီချင်တာဒါပေမဲ့ခရစ်တော်မယုံကြည်သူကငရဲသွားရမယ်ဆိုတဲ့ခါမှာခြားဘာသာတွေအနေနဲ့လည်းအောင့်တက်ဖြစ်သွားနိုင်တယ်เนาะအဲ့ဒါလေးလည်းကျွန်တော်တို့နားလည်ပွင့်ရဖြစ်မယ်ဒါကြောင့်โอเคဒီမှာကျွန်တော်တို့ရေးထားတဲ့အရာလေးလိုချင်သောအရာတွေရှိတော်냐လေဘုရားသခင်စီမှာမတောင်းလျှောက်တဲ့အခါမှာမရဘူးတဲ့မရတဲ့အခါမှာလူချင်းရန်ညှိုးထားခြင်းလောဘလွန်ကျူးခြင်းတွေဖြစ်လာတဲ့ဒါကြောင့်လိုချင်သောအရာတွေရဖို့ရန်အတွက်လည်းဘုရားသခင်စီမှာဆုတောင်းမှာလိုအပ်သောအရာတွေဖြစ်ရင်လည်းဘုရားသခင်ကပြင်ဆင်ပေးလိမ့်မယ်တဲ့ကားလိုချင်တယ်ဆိုပြီးတော့ကားတောင်းတယ်ကားရှိပြီးတော့စီမထည့်နိုင်ဘူးဆိုပြီးပြန်ဝမ်းနေနေအဲ့ဒါရှိခြင်းဟာဝမ်းမြောက်ခြင်းမဟုတ်ဝမ်းနေခြင်းနဲ့ပဲဆုံးမှာဖြစ်တယ်နော်โอเคဒါကြောင့်မလို့ကျွန်တော်တို့တင်တို့တွင်တစ်စုံတစ်ယောက်သောသူဒီပညာကိုလိုချင်လင်ကဲ့ရဲ့ပြင့်တခြင်းကိုပြုတော်မမူပဲခတ်သိမ်းသောသူတို့ဟာစေတနာစိတ်နှင့်ပေးသနာတော်မူသောဘုရားသခင်ကိုတောင်းကြလင်ရလိမ့်မည်တဲ့တောင်းကြစီတဲ့တောင်းလင်ရလိမ့်မည်အဲ့တော့လိုချင်တဲ့အရာတွေကိုဒါတော့ဒီကောင်အတွက်မရနိုင်တော့ပါဘူးကွာဒီညီမငယ်အတွက်မရနိုင်တော့ပါဘူးကွာဆိုတဲ့အသွေးတွေမတွေးပဲနဲ့သူ့ကိုဒီပညာလေးလိုချင်နေတယ်ဒီအရာလေးဥမာတို့ကျွန်တော်အလုံးမရှိတဲ့ညီကောင်မတွေဒီမှာများစွာရှိတယ်အလုံးစင်ပြေတဲ့ညီကောင်မတွေလည်းများစွာရှိတယ်အလုံးမရှိတဲ့ညီကောင်မတွေအလုံးရဖို့ရန်အတွက်စေတနာစိတ်နဲ့ဆူတောင်းပေးလိုက်ဘုရားသခင်ရဲ့ထံတော်ကျွန်တော်ရဲ့ဆူတောင်းခံချက်တွေကိုနားထောင်ပြီးတော့ဘုရားသခင်ကဘာပြောလဲတောင်းလင်ရလိမ့်မည်လို့ကျွန်တော်တို့ကိုရေးပေးထားတာဖြစ်တယ်နော်အဲကြောင့်နှစ်ချုပ်နေနေကျွန်တော်တို့ဒီနေ့အနှစ်ချုပ်နေနေပဲဒီရာတော့ကျွန်တော်အပြင်မှာတနာရီ2နာရီလောက်ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာလေးဖြစ်တယ်ဒါပေမဲ့ဒီနေ့တော့အတူချုံပြီးပဲဝေငှပေးတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့လိုအပ်တဲ့အရာတွေကျင့်သူအတင်းသားဆရာမတွေအတွက်စေတနာစိတ်နဲ့ပေးသနာတော်မူတော့ဘုရားသခင်ရဲ့အထံတော်မှာဆုတောင်းပေးရန်အတွက်ကဘုဒ္ဓရဲ့တာဝန်လေလို့မေးရင်ရှိနေတဲ့သူနဲ့ကျွန်တော်ရဲ့တာဝန်ဖြစ်တယ်โอเคနော်ကျွန်တော်တက်ကြည့်အောင်ဒီမှာဒါကြောင့်မလို့
ကျွန်တော်တို့လိုအပ်သည့်အရာကျွန်တော်တို့လိုအပ်သည့်အရာအတင်းသူအတင်းသားဆရာမတွေအတွက်လိုအပ်သည့်အရာတွေကိုစေတနာစိတ်နဲ့ကျွန်တော်တို့ဆုတောင်းမယ်ဆိုရင်စေတနာစိတ်နဲ့ပေးတဲ့ဘုရားသခင်ကလည်းကျွန်တော်ရဲ့ဆုတောင်းတန်တွေကိုနားထောင်မှာဖြစ်တယ်။ဒါကြောင့်ဘယ်လိုဆုတောင်းမလဲဆိုရင်နံပါတ်1စေတနာစိတ်နဲ့ဆုတောင်းမှာဘယ်လိုအချိန်မှာဆုတောင်းရမလဲဆိုရင်ဒါဝိမင်းကြီးကဲ့သို့ကာလအစဉ်အမြဲတမ်းနေ့ညမွန်းလွဲချိန်ကျွန်တော်တို့စသည်ဖြင့်ဆုတောင်းမှာအားကြောင့်ဆုတောင်းရမလဲဆိုရင်ယခုနေ့ရဲ့ကာလဟာနီးတော်မူသည့်ကာလရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဆုတောင်းရမှာဖြစ်တယ်နော်အဲ့ဒါလေးကိုနားလေစေချင်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်အခုဒီမှာအားလုံးဒီမှာရှိတဲ့ညီကိုမောင်နှမတွေဒီမှာဆရာအောင်စိုးလင်းတို့ဒီမှာရာခီတို့စသည်ဖြင့်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအတွက်စုမတောင်းမဲနေချင်းအမှုဟာဘယ်သူနဲ့ဝေးရမှာလဲဆိုရင်ကျွန်တော်တို့နဲ့ဝေးရမှာဖြစ်တယ်နားလည်မယ်နော်ဒီနည်းအားဖြင့်ရိုဆန်းရဲ့ဒီမှာဆရာတော်ရိုဆန်းရဲ့သူရဲ့ကြောင်းတက်နေတဲ့အရာတွေသူအေးဝင်ကလေးလုံနေတဲ့အရာတွေသူအတင်းတော်မှာတင်းသူအတင်းသားတွေကိုတမန်တရားနဲ့အညီဆွဲခေါ်ပေးနေတဲ့အရာတွေသူအရာတွေဒီအရာတွေကိုကောင်းကောင်းမွန်မွန်လှုပ်ဆောင်ပေးဖို့ရန်အတွက်ဆူတောင်းရမယ့်တာဝန်ဟာဘသူရဲ့တာဝန်လဲဆိုဒီမှာရှိတဲ့ညီကိုမောင်နှမတွေရဲ့တာဝန်ပြီးတော့ဒီမှာဆရာတော်အောင်စိုးလင်းရဲ့ကလေးတွေ Sunday School တင်နေတဲ့အရာတွေသူဆက်ပြီးတော့ကြောင်းတက်ရမယ့်အရာတွေဒီအရာတွေကိုကျွန်တော်တို့တိထားပြီးတော့အေးစေးနေဖို့မဟုတ်ဘူးဒီအရာတွေကိုကျွန်တော်တို့တည်ထားပြီးတော့ဒီဆရာအတွက်ဆူတောင်းပေးရမယ့်တာဝန်ဟာဘယ်သူတာဝန်လဲဆိုရင်ကျွန်တော်တာဝန်ဖြစ်โอเคနော်နောက်တစ်ထပ်ပြောမယ်နော်ကျွန်တော်တို့ရဲ့ဆူတောင်းတန်တွေကိုလေနာညောင်ပေးမဲ့ဘုရားရှိတယ်အများတော်အဖြစ်များတော်အဖြစ်စုပန်လို့ရတယ်ကြားဘူးတယ်နော်ပြီးတော့စုတောင်းလို့ရတယ်ဒါပေမဲ့အဲ့စုတောင်းခြင်းတွေကိုနားထောင်ပေးမဲ့လူရှိသလားလို့မေးတဲ့အခါမှာနားထောင်ပေးမဲ့လူရှိလို့ရှိမှန်းတော့မသိဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တို့ရဲ့စုတောင်းခြင်းတွေအားလုံးကိုနားထောင်ပေးမဲ့ဘုရားသခင်ကရှိနေတယ်လို့ပြောတာဖြစ်တယ်နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့စုတောင်းခြင်းအမှုကိုပြုရပါဖြစ်တယ်ဒီအရာလေးကိုကျွန်တော်တို့အနေငယ်ဝေငှခြင်းနဲ့အနေငယ် sharing လုပ်ခြင်းနဲ့ပြီးတော့ဒီအကြောင်းအရာလေးကိုကျွန်မလိုချင်ပါတယ်ဆိုတော့ခုနကတင်ပေးတဲ့ထဲမှာကျွန်တော်နည်းနည်းကြော်သွားတာတွေလည်းရှိတယ်เนาะအချိန်မလောက်ပါဆိုလို့အဲ့ဒါလေးကိုလိုချင်နေဆိုရင်လည်းကျွန်တော်တို့ plan down လို့ရတယ်ကျွန်တော် PDF file နဲ့ပြန်ပြီးတော့ပို့ပေးမယ်ပြီးတော့ကိုယ့်ရဲ့အတင်းတော်မှာရှိတဲ့ညီကိုမောင်နှမတွေကိုယ့်ရဲ့ဘေးနားမှာရှိတဲ့ညီကိုမောင်နှမတွေဒီအရာလေးကိုနှုတ်ကပတ်တော်မှာတရားကိုဒီမှာရှိတဲ့ညီကိုတွေကျွန်တော်ကလောကမှာကျွန်တော်လောကပညာအစအဆုံးမတင်ခဲ့ရတဲ့အခါမှာကျွန်တော်တက်တလောက်ပဲတရားသခင်အဖွင့်ပြတလောက်ပဲကျွန်တော်တို့ရေးထားတာဖြစ်တယ်ဒါတော့ဒီမှာကျွန်တော်နဲ့လက်ရှိဒီမှာသူတို့ကပါဝင်ပူးတွဲလှုပ်ဆောင်နေကြတဲ့အားထောင်နေကြတဲ့ညီကောင်မောင်နှမတွေကျွန်တော်ရဲ့ဆရာပညာတတ်တဲ့ညီကောင်မောင်နှမတွေလည်းအများကြီးရှိတယ်เนาะအဲ့တော့ဒီနှုတ်ကပတ်တော်လေးကိုဒီမှာရှိတဲ့ညီကောင်မောင်နှမတွေရဲ့စူတောင်းခြင်းနားလည်ထားတဲ့အရာလေးနဲ့ထပ်ဖြည့်ပြီးတော့တင်းတော်မှာကိုယ့်ရဲ့ကဏ္ဍတွေမှာတင်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်ပေးလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောပြချင်တာဖြစ်တယ်။ Okay အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့စူတောင်းခြင်းအမှုကိုအနည်းငယ်နားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်။အရောက်ချင်းစီတိုင်းပေါ်မှာဖျက်ခင်ကောင်းကြီးပေးပါစေ။